မင်္ဂလာပါ Microsoft Word မှာ table ဆွဲမယ်ဆိုလို့ရှိရင် insert တစ်ထည့်ကိုတော့ပါမယ် table တွေက column က5ခု row က4ခုပါဒါမှမဟုတ် column 9ခုနဲ့ row 6ခုဆိုလို့ရှိရင်လည်းယူလိုက်လို့ရပါတယ်လိုချင်တဲ့ပုံစံလေးကို click တစ်ချက်နှိပ်ပြီးတော့ယူလိုက်လို့ရပါတယ်တကယ်လို့ row တွေအများကြီးသုံးချင်တယ်ဆိုလို့ရှိရင်တော့ဒီ table လေးကိုဖြတ်ပြီးတော့မှအသစ်ယူလိုက်ပါမယ်ဖြတ်မယ်ဆိုလို့ရှိရင် table ထဲမှာ cursor ချထားမယ်table layout တက်ထဲက delete ထဲက table တစ်ခုလုံးကိုဖြတ်မှာမလို့ delete table ပါအသက်ထပ်ယူမယ်ဆိုလို့ရှိရင်တော့ insert တစ်ထဲကိုသွားမယ် table ထဲကဒီအပေါ်ကနေဆိုလို့ရှိရင်အများဆုံးကcolumn က9ခုနဲ့ row ကကျတော့6ခုပဲရတာပါနောက်ထပ်အများကြီးလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီက insert တစ်ထဲကိုသွားမယ်column အရေးတော့ကဒီမှာ9ခုဒီထက်ပုံများချင်တယ်ဆိုလို့ရှိရင် up arrow နဲ့တော်လို့ရတယ် short မယ်ဆိုလို့ရှိရင်တော့ down arrow နဲ့တော်လို့ရတယ်ရိုက်ထည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာရိုက်ထည့်လို့ရပါတယ်အခုကကြတော့ column ကို6ခုထားလိုက်ပါမယ် row ကကြတော့ဒီမှာလည်းရိုက်ထည့်လို့ရတယ် up arrow down arrow လည်းသုံးလို့ရတယ်ဒီမှာ row ဆိုလို့ရှိရင်10ခုထားလိုက်ပါမယ်ပြီးတော့ဆိုလို့ရှိရင်တော့ okay နဲ့လိုက်ပါမယ်ဒါဆိုလို့ရှိရင် table လေးရတော့ပါပြီဒီ table ကို design ပြင်နေတယ်ဆိုလို့ရှိရင်เนาะဒီ table ထဲမှာ cursor ချထားမယ်ဒါမှမဟုတ်ဒီ for arrow လေးပေါ့เนาะအဲ့တော့ရွေးပြီးတော့မှအကုန်လုံးဆက်လက်မှတ်ရင်မှတ်ထားပါမယ်တကယ်လို့ cursor ကအပြင်မှာဆိုလို့ရှိရင်เนาะသူဒီ table နဲ့ပတ်သက်တဲ့ design tab တို့ layout tab တို့ကတော့မြင်ရမှာမဟုတ်ပါဘူး table ကို design တွေထည့်မယ်ဆိုလို့ရှိရင်เนาะ table ထဲမှာ cursor ချထားပါ table design တစ်ထည့်က table style မှာဆိုလို့ရှိရင်down arrow လေးနှိပ်ပြီးတော့ကိုကြတဲ့ design ကိုယူလိုက်လို့ရပါတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်เนาะဒီမူလအတိုင်းပေါ့နော်ဒီရွေးထားတဲ့ဟာကြီးကိုမကြိုက်တော့ဘူးခုနကလို plain ပုံစံလေးတိုင်းယူမယ်ဆိုလို့ရှိရင်เนาะ table style နဲ့က plain table ကိုယူလိုက်လို့ရပါတယ်ပြီးတော့မှကိုယ့်အသားကိုစိတ်ကြိုက်ပြင်မယ်ဆိုလို့ရှိရင်เนาะဒီဘက်မှာ shading ဆိုတာရှိရ shading ကကြတော့ဒီ table ရဲ့အောက်ခံ color ပေါ့နော်အခုဒီတိုင်းဆိုလို့ရှိရင်သူက cursor ရှိတဲ့တစ်ခွက်လေးကိုပဲသူကဖြည့်ပေးနေပါတယ်အကောင်လုံးထည့်မယ်ဆိုလို့ရှိရင်เนาะ table တစ်ခုလုံးကိုဆက်လက်မှတ်လိုက်မယ် shading နဲ့ကိုသွားမယ်ကိုနှစ်သက်တဲ့အရာကိုယူလိုက်မယ်ပြီးတော့ table border ကိုလည်းပြောင်းမယ်ဆိုလို့ရှိရင် border style မှာတိုက်တဲ့ပုံစံလေးကိုယူလိုက်ပါယူပြီးသွားပြီဆိုလို့ရှိရင်เนาะဒီမှာရွေးပြီးတဲ့အတိုင်းထားမယ်ဆိုလည်းထားလို့ရတယ်တကယ်လို့မထားဘူးဆိုလို့ရှိရင်เนาะဒီနေရာမှာ line style မှာ click နှိပ်ပြီးတော့ပုံစံလေးပြောင်းလို့ရပါသေးတယ်ဒီဟာကျတော့ line weight ကကျတော့အထူအပါရွေးတာပါနောက်တစ်ခုရွေးကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ line weight ကတော့ကိုလိုချင်လို့ယူလို့ရပါပြီပြီးတော့ pen color လည်းရွေးလို့ရပါတယ် pen color ဆိုတာကဒီ border မှာချဲ့မဲ့အရောင်ကိုပြောတာပါဒီရောင်လေးယူလိုက်ပါမယ်အဲ့ဒီကတော့လုပ်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီအခုလုပ်ထားတဲ့ shading ရဲ့ shading ကကျတော့ဒီအရောင်လေးပေါ့နော်ပြီးတော့ pen color ကကျတော့အဝါရောင်လေးရှိနေမယ်အဲ့ဒီအရောင်အတိုင်းဒီ table ကြီးတစ်ခုလုံးကိုချဲ့မှာလားဒါမှမဟုတ် table ရဲ့ဒီအပေါ်ပိုင်းလေးပဲလားအောက်ပိုင်းလေးလားဒါမှမဟုတ် right လား left လားပေါ့နော်အဲ့ဒါကိုဘယ်နေရာမှာတွားပြီးတော့လုပ်လို့ရလဲဆိုတော့ကျတော့ဒီ border ရဲ့ down arrow လေးကိုနှိပ်လိုက်ပါမယ်အောက်ပဲချဲ့မယ်ဆိုလို့ရှိရင်တော့ပေါ်တော့အပေါ်ပဲဆိုတော့ left right ရှိမယ်ဒါဆိုလို့ရှိရင်တော့ရှိပြီးသား border ပါဖြောက်လိုက်တယ်ပေါ့နော် no border ကျတော့ all ဆိုလို့ရှိရင်တော့အကုန်လုံးကိုထည့်မယ် outside border ဆိုလို့ရှိရင်တော့ဒီ table ရဲ့အပြင်ဘက် border line တွေပဲပေါ့နော်ဒါကျတော့ twin backဒါကအထက်ထဲမှာဆိုလို့ရှိရင်တော့ horizontal line တွေကိုပဲဒီ border လေးကိုထည့်မယ်အပြင်ဒီမှာဆိုလို့ရှိရင်အတွင်းမှာပဲကွာ vertical ပေါ့နော် downline line တွေကိုပဲ border ထည့်မယ်ဆိုတာရှိရဲအကုန်လုံးထည့်မယ်ဆိုလို့ရှိရင်တော့ all border ကိုရေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ဒီမှာကိုရီပင်ထားတဲ့အတိုင်းအောင်မှာဒီမှာလုပ်ပြီးတော့ပါပြီဒါက table ကိုဆွဲတယ်ပြီးတော့ကျတော့ design ပြင်တယ်ပေါ့နော်တကယ်လို့ခုနကပြောလို့ပဲမူလအတိုင်းပြန်ထားခြင်းနဲ့ဆိုလို့ရှိရင်တော့ table ကိုရေးလိုက်မယ် table style နဲ့ဟောသွားမယ်အဲ့ဒီက plain table ကိုရေးလိုက်မယ်ဒါဆိုတော့မူလအတိုင်းပြန်ဖြစ်သွားပြီပြီးတော့ကျတော့ဒီ table မှာဒီမှာဒီလို downlight တွေဆိုလို့ရှိရင် column လို့ခေါ်ပါတယ်အလျားလိုက်ဆိုလို့ရှိရင်တော့ row လို့ခေါ်ပါတယ်အဲ့မှာ column နဲ့ row တွေထပ်တိုးခြင်းနဲ့မလိုအပ်တာတွေကိုဖြတ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဖြတ်လို့ရပါတယ်ဆိုပါစို့ဒီလိုမျိုးလေးထည့်လိုက်တယ်ပေါ့နော်အဲ့ညမှာဒီနံပါတ်နဲ့နေကြားထဲမှာ column တစ်ခုလေးထည့်ကြည့်မယ်ဆိုလို့ရှိရင်ထည့်လို့ရပါတယ်အဲဆိုတော့ထည့်တိုးမယ်ဆိုလို့ရှိရင်ဒီကြားထဲထည့်မယ်ဆိုလို့ရှိရင်ဒီဘက် column ဖြစ်ဖြစ်ဒီဘက် column ဖြစ်ဖြစ် cursor ထားထားပါမယ်ပြီးတော့ဆိုလို့ရှိရင်ဒီဘက် layout ထဲကိုသွားမယ်အဲ့ဒီက column တစ်ခုထည့်မှာမလို့ဒီဘက်ဒီ column ကနေကြည့်မယ်ဆိုလို့ရှိရင်ဘယ်ဘက်ချမ်းကိုထည့်မှာမလို့ဒီမှာ insert column left
ဒါဆိုလို့ရှိရင်သူတို့နှစ်ခုကြားထဲမှာ column တစ်ခုတိုးသွားပါပြီထို့တူပဲ row ကိုတိုးကျင်တယ်ဆိုလို့ရှိရင်လည်းတိုးလို့ရပါတယ်ဥပမာဒီမှာကဒီနှစ်တော့စသည်အဖြစ်ဆင်းလိုက်ရေးထားတယ်ပေါ့နော်အဲ့မှာနာမည်လေးဒီမှာဆိုလို့ရှိရင်ဖြည့်ထားရဲဆိုပါဆိုအဲ့မှာဒီကြားထဲလေးမှာတစ်ခုတိုးကျင်တာမျိုးဆိုလို့ရှိရင်သူကတင်းတဲ့နေကြားထဲမှာတိုးကျင်တယ်ဆိုလို့ရှိရင်တော့ဒီနှစ်မှာထားလိုက်ရတယ်တင်မှာထားလိုက်ရတယ်တကယ်လို့တင်မှာထားမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အောက်ကိုတိုးကျင်တာဖြစ်တဲ့အတွက်ကြောင့် insert row below ဆိုအခုဒီရှိနေတဲ့ဟာရဲ့အောက်မှာ row တစ်ခုတိုးပါမယ်ဆိုပြီးတော့တိုးလိုက်တာပါဒါဆိုရှိတဲ့နေကြားထဲမှာ row တစ်ခုတိုးပြီးတော့ပါပြီတကယ်လို့တိုးပြီးတော့ရင်ဖြတ်လို့မရဘူးလားရပါတယ်ချက်ချင်းနဲ့ဒီ row ထဲမှာကာစာလေးချက်ထားလိုက်မယ်ဒီမှာ delete ရှိမယ် delete ထဲကနေမှ row ပြန်မှာမလို့ delete row ဒီမှာဆိုတော့ဒီနေရာကိုဖြတ်ချင်တယ်ဆိုလို့ရှိရင်ဒီဖြတ်ချင်တဲ့ column ပေါ့နော်အဲ့ဒီထဲမှာကာစာချက်ထားမယ် delete ကိုသွားမယ် delete ထဲက delete column ဒါဆိုလို့ရှိရင်တော့ column လေးတစ်ခုပြတ်သွားပါပြီနောက်တစ်ခါကျတော့တချို့တွေမှာဆိုလို့ရှိရင်ဒီနေရာပေါ့နော်ဒီနေရာလေးကိုဒီ column နဲ့ဒီ column နဲ့ကိုတစ်ခုတည်းပေါင်းပြီးတော့လိုချင်တယ် column နှစ်ခုကိုတစ်ခုတည်းပေါင်းချင်တယ်ဆိုလို့ရှိရင်ပေါင်းချင်တဲ့ cell code လေးတွေကိုဆက်လက်မှတ်လိုက်မယ်ဒီက merge group တွေက merge cell ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင် column နှစ်ခုလုံးကပေါင်းပြီးသွားပါပြီရေးရခါမှာသုံးတယ်ပေါ့နော်ဒီနေရာလေးကိုဒီ row လေးကို row နှစ်ခုပေါင်းမယ်ဆိုတော့ဆိုတော့ခုနကကျတော့ဒီမှာ column နှစ်ခုပေါင်းပြထားတာဒီမှာ row နှစ်ခုပေါင်းမယ်ဆိုလို့ရှိရင်ပေါင်းကျင်တဲ့ cell code လေးကိုဆက်လက်မှတ်လိုက်မယ် merge cell နဲ့ပေါင်းလိုက်ပါမယ်ပေါင်းပြီးတော့ပါပြီဒီမှာလည်းတူတူပါပဲပေါင်းမယ်ဆိုလို့ရှိရင် merge cell ဆက်လက်မှတ်မယ် merge cell နဲ့ပေါင်းလိုက်ပါမယ်နောက်တစ်ခုကကျတော့ပေါင်းလို့လည်းရတယ်လို့အဲ့ဒီပေါင်းပြီးသားကိုလည်းခွဲလို့ရပါတယ်ဒါဆိုဒီမှာ sample အနေနဲ့ပြလိုက်ပါမယ်ဒီနှစ်ခုလေးကို merge cell နဲ့ပေါင်းလိုက်မယ်အဲ့ဆိုလို့ရှိရင်အဲ့ဒီပေါင်းထားတဲ့ column လေးကိုပဲပြန်ခွဲချင်တယ်ပေါ့နော်ဒီလိုလေးဒီအတိုင်းလေးပြန်ထည့်လိုက်လို့ရှိရင်တော့ဒီမှာ column ကနှစ်ခုဖြစ်သွားမယ်ပေါ့နော် row ကတစ်ခုဆက်ခွက်လေးထဲမှာကာစာချက်မယ် split cell ဝင်နေပါမယ်အဲ့မှာ column ကဒီမှာဆိုရင်ဒီထဲတစ်ခုထည့်လိုက်မယ်ဆိုရင်နှစ်ခုပြတ်ပါမလို့ column နှစ်ခုဟုတ်တယ်ပြီးတော့ဒီမှာ row ကတစ်ခုလည်းပဲဒါဆိုဒီတိုင်းမှန်တာဖြစ်လို့ဖြည့်ထားလိုက်ပါမယ်ပြီးတော့တကယ်လို့row နှစ်ခုကိုပေါင်းကျင်တယ်ဆိုလို့ရှိရင်ခုနကလိုဒီမှာ row နှစ်ခုကို merge cell နဲ့ပေါင်းလိုက်မယ်ပေါင်းထားတယ်ပေါ့နော်အဲ့တော့ပြန်ခွဲမယ်ဆိုတော့ကျတော့ဒီနေရာမှာ line တစ်ခုထည့်လိုက်မယ်ဆိုလို့ရှိရင် row အရေးအတွက်ကတစ်ခုနှစ်ခုဖြစ်မယ် column ကတော့ဒီ column ပဲဖြစ်နေလို့ column ကတစ်ခုပဲဖြစ်မယ်ဒါဆိုတော့ column ကတစ်ခု row ကနှစ်ခုဖြစ်နေမယ် okay ပေးလိုက်မယ်ဒါဆိုလို့ရှိရင်တော့ row လေးကိုပေါင်းတတ်သွားပြီခွဲတတ်သွားပြီ